အားလုံးပဲမင်္ဂလာပါအခုပြထားတဲ့ပုံစံအတိုင်းဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ Facebook က location ကပြောင်းသွားပြီလားပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်များများလာမေးတဲ့သူတွေလည်းရှိတယ်ကျွန်တော်ကတကယ်လို့သူတို့က Facebook မှာ monetization အတွက်အလုပ်လုပ်နေတဲ့သူတွေဆိုရင်ကျွန်တော်ကိုလာပြီးတော့မေးတဲ့အခါကျရင်ကျွန်တော်ကဘယ်နိုင်ငံကအသုံးပြုနေတာပါလဲခမညာဆိုပြီးတော့မေးလိုက်လို့ရှိရင်ကျွန်တော်ကျမတို့ကတော့ဒီလိုမျိုးပြောင်းလာပါတယ်ဆိုပြီးကျွန်တော်အဲ့ဒါမျိုးတွေသူတို့ဘက်ကအရန်သိကြစွာနဲ့ပေါ့နော်လာပြတဲ့သူတွေရှိတယ်နော်အဲ့တော့ဆိုလိုချင်တာကအခုဒီမှာပြထားတဲ့ privacy right request ဆိုတဲ့နေရာမှာ location ကကိုထားခြင်းတဲ့နိုင်ငံအခုဥပမာထိုင်းလဲထားလို့ရတယ်နော်စင်ကာပူလဲထားလို့ရတယ်ဒါကဘာလဲဆိုတော့ဒီသဘောတရားကဘာလဲဆိုတော့ကျွန်တော် voting location နဲ့တူတူပဲ voting location ပေးတာပေါ့ကျွန်တော်တို့ဘက်ကစံထားရှိတဲ့ဥစ္စာကိုပေးထားတာနော် Facebook ဘက်ကဆုံးဖြတ်ရမှာအဓိကနော် Facebook ဘက်ကဆုံးဖြတ်ပေးမှာကိုယ့်ရဲ့တကယ် primary location ကို Facebook ဘက်ကဆုံးဖြတ်ပေးမှာvoting location နဲ့ကျွန်တော်တို့ primary location နဲ့ဘယ်လိုမျိုးကွာခြားတယ်လဲဆိုရင် voting location ဆိုတာကိုယ့်ရဲ့စံတာကိုကိုကပြောပြတာ primary location ဆိုတာဒီ Facebook ဘက်ကနေပြီးတော့ကိုယ့်ရဲ့ account တွေကိုတခါတည်းဒီမူလမင်းကဘယ်နိုင်ငံကဘယ်နေရာဒေသကအသုံးပြုနေတာလဲဆိုတော့ကိုတခါတည်းချမှတ်ပေးလိုက်တာเนาะအဲ့လိုမျိုးကွာတယ်အဲ့တော့စဉ်းစားကြည့်လေကိုကသဘောဆန္ဒရောက်သွားပြီးတော့ပြထားတဲ့ဟာနဲ့ Facebook ဘက်ကတကယ်တိုက်ရိုက်ချပေးတဲ့ဟာနဲ့ဘယ်ဟာကပို့ပြီးတော့ကိုရီအတွက် strong ဖြစ်မလဲပို့ပြီးတော့သိကြမလဲ monetization လုပ်ငန်းမှာအဲ့ဒါလေးကိုပဲတွက်ကြည့်နော်အမှန်တကယ်တော့ဒီနေရာမှာကျွန်တော်တို့ကိုက voting ပေးထားပေမဲ့လေကိုရဲ့တကယ် primary location ကမြန်မာ location လည်းဖြစ်ချင်းဖြစ်နေမယ်ကိုအသုံးပြုတဲ့ကိုနေတဲ့နိုင်ငံရဲ့အောက်စာဖြစ်ချင်းဖြစ်နေမယ်နော်ကိုကအခုဥပမာဒီမှာ Thailand လို့ပေးထားပေမဲ့နော်တခါတည်းရမှာကိုရဲ့အသုံးပြုတဲ့ data ကိုကမြန်မာနိုင်ငံကအသုံးပြုနေဆိုရင်မြန်မာ location ဖြစ်နေမယ်နော်အဲ့လိုမျိုးတွေကွာခြားတယ်နော်အဲ့တော့အဓိကဆိုလိုချင်တာဒီကျွန်တော်တို့ဒီ privacy request တို့နော် voting location တို့ဆိုတာဒီကိုကသဘောဆန္ဒလျောက်သူတို့ Facebook ဘက်ကိုတောင်းဆိုတာပဲရှိတယ်နော်တကယ်ပြောင်းသွားတာမဟုတ်ဘူးအဲ့ဒါကိုသိထားရမှာဖြစ်တယ်တကယ်ပြောင်းခြင်းမပြောင်းခြင်းကိုကစစ်ဆေးလို့ရတာဒီ Facebook ကတကယ်ချမှတ်ပေးထားတဲ့ primary location ဆိုတဲ့နေရာမှာတွားပြီးတော့စစ်နော်အဲ့ဒီခါကြလို့ရှင်အဲ့ဒီမှာထွက်တဲ့အဖြေကကိုကဘယ်နိုင်ငံကထွက်တယ်လဲနော်အခုဥပမာဘန်ကောက်ထွက်တာလားနော်ထိုင်းလန်တနေရာထွက်တာလားနော်အဲ့လိုမျိုးဒါမှမဟုတ်ကိုကမြန်မာနိုင်ငံထွက်နေတာလားနော်မြန်မာနိုင်ငံထွက်နေတယ်ဆိုလို့ရှိရင်တော့အဲ့လိုအကောင့်တွေကကျွန်တော်တို့ Facebook monetization အတွက်မလုပ်တာကောင်းတယ်နော်အဲ့ဒါလေးတွေကိုသိထားရမှာဆိုတော့ကျွန်တော်တို့ဒီ Facebook monetization အတွက်လုံးမဲ့သူတွေ Facebook ကပတ်စံရှာမဲ့သူတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ primary location ကိုစစ်ဆေးခြင်းသာလျှင်အမှန်ဖြစ်ပါတယ်နော်အဲ့တော့ primary location မှာပြတဲ့ location သာလျှင်အမှန်ဖြစ်တယ်နော်အဲ့တော့ဘလို့စစ်ဆေးပုံစစ်ဆေးနည်းတွေကိုလည်းကျွန်တော်ပြထားပြီးသားရှိတယ်နော်အရင်တော့ကျွန်တော် Facebook မှာတင်ပေးတယ်အခုနောက်ပိုင်းကအဲ့ဒီစစ်ဆေးပုံစစ်ဆေးနည်းတွေကိုကျွန်တော်မတင်ပေးတော့တာနော် YouTube မှာတော့တင်ပေးထားတယ်နော်ဘာကြောင့်မတင်ပေးရတယ်လဲအကြောင်းရင်းတွေကိုပါကျွန်တော်ရှင်းပြပေးထားတာရှိတယ်နော်ဆိုတော့ကျွန်တော်ရဲ့ဒီတင်တန်းသားတွေတင်တန်းသူတွေဆိုလို့ရှိရင်ဒီ primary location နဲ့ပတ်သက်ပြီးတော့ဥစ္စာတွေကိုလည်းသိကောင်းသိကြလိမ့်မယ်နော်ပြီးတော့ဒီ VPN location ထွက်တာမှန်တာတွေကိုသုံးရင်လည်းအဆင်မပြေဘူးအဲ့ဒီအတွက်လည်းကျွန်တော်ရဲ့တင်တန်းသားတင်တန်းသူတွေဆိုလို့ရှိရင်နော် VPN location ထွက်အောင်ဆိုပြီးတော့ကျွန်တော်ပတ်စံ site ပြီးတော့ကျွန်တော် website ကနေဝယ်ပေးထားတဲ့ VPN location ထွက်တာမှန်တဲ့ location ကိုကျွန်တော်အခုပြန်ပြီးတော့မျှဝေပေးတယ်နော်မျှဝေပေးနေတယ်နော်ကျွန်တော်ပတ်စံတော့ site ထုတ်ထားပေးတယ်အလကားတော့မရဘူးပေါ့ဗျာနည်းနည်းတော့ကျွန်တော်ကိုပြန်ပြီးတော့အဲ့ဒီဥစ္စာကိုသုံးဆွဲတဲ့သူတွေအပေါ်မှာမူတည်ပြီးတော့ကျွန်တော်ပြန်ပေးရမှာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်လုပ်ပေးထားတာတွေရှိတယ်နော်ဒီနေ့ကတော့ဒီလောက်ပါပဲเนาะအဓိကမှားယွင်းနေတာကိုကျွန်တော်ပြောပြချင်တာပါเนาะမှားယွင်းနေတာကိုပြောပြချင်တာဒီ privacy request တို့ voting location တို့မှာကိုကအဲ့လိုမျိုးပေးတိုင်းရတယ်ထင်နေတဲ့သူတွေကိုသိစေချင်တာเนาะတကယ်လို့ကိုယ့်ရဲ့ primary location မှာကကိုထားခြင်းနဲ့အခုဥမာထိုင်းတို့စင်ကာပူတို့ပြောင်းနေရဆိုရင်ကိစ္စမရှိဘူးအဲ့ဒီ privacy request တို့ voting location တို့မှာပြောင်းနေတဲ့ဟာကိုကြည့်ပြီးတော့เนาะငါတော့ location ပြောင်းသွားပြီစူးစမ်းမယ်ဆိုတဲ့ပုံစံလိုမျိုးမလုပ်ပါနဲ့မှားသွားမယ်เนาะကိုစူးစမ်းထားသမျှကသွားလိမ့်မယ်เนาะအဲ့ဒါလေးကိုသိစေချင်တာပါအားလုံးစင်ပြေကြပါစေခင်ဗျာ